ပြောအားလုံးမလားပါနေ့မှာတော့မနေ့ရရှိလာတဲ့ KOF ပတ်တီကိုတောက်ဖောက်မှဖြစ်ပါတယ်ပတ်ဝါမှာကိုရရှိခဲ့တဲ့ပတ်တာတော့3နာမည်ဖြစ်ပါတယ်YouTube တို့ TikTok တို့မှာ396ပတ်တန်နဲ့ကိုရှင်ရတာကို2ယောက်3ယောက်လောက်တွေ့ခဲ့ပြီးပေါ့နော်အဲ့တော့ကိုပတ်တူဖောက်တော့လဲ396ပတ်တန်ကြမှန်လို့တထိတ်ချရုံကြည့်ပြီးတော့ဖောက်တာပေါ့နော်ကိုပတ်ဝါတော့ဖောက်တာတော့ဝန်တော်ချင်းကြီးဖောက်တာနဲ့တန်တော့တဟာတဲ့ဖောက်တာနဲ့ဆိုရင်ဝန်တော်ချင်းဖောက်တာပို့ပြီးတော့ကပ်ပို့ရပါတယ်ခုဆိုရင်တော့ကိုဖောက်တာ6ချိန်ရှိသွားပြီပေါ့နော်နောက်ဆုံးတစ်ချိန်ဆိုရင်တော့ပတ်တန်တက်မှာဖြစ်ပါတယ်တန်တော့ပြည့်တဲ့အခါမှာတော့ကိုမရှိပြီးသားတော့ချာကြီးပြပေါက်တယ်ပေါ့နော်အကျော် free token တကက်ထည့်ရပါတယ်ပင်ကိုတန်းသွားတဲ့အခါမှာတော့ကိုတခါမှမမြင်ပွဲပတ်တိုင်ပေါ့နော်ဒီပတ်တိုင်ညချာချစ်ပတ်တိုင်တွေမှလည်းမတွေ့ပါဘူး398ပေါ့နော်ဒါဆိုရင်တော့ကို3တောင်းနဲ့မတန်းတော့ဘူးပေါ့နော်ကျော်ကိုလိုချင်တဲ့ကုရှင်ကိုတွက်ကြည့်ပါတယ်ဒါကတော့ဖောက်မဲ့လို့မသိကြရမယ်ကိုပါရမ်းလောက်တာပေါ့နော်ပေါက်လို့ပေါက်ကြဆိုပြီးတော့6ကြည့်ရဖြစ်ပါတယ်အရင်ကြီးပဲတော့ဒီလိုပဲဟီးရိုးတကောင်အဆုံးထိကြည့်ပြီးတော့တန်တော့ဖလက်လိုက်တဲ့ခါမှာဖာချာကိုလက်တာပေါက်သွားပါတယ်ကျော်ပေါက်လို့ပေါ်ကြလောက်ကြည့်ရပါတော့ဒါပေမဲ့မပေါက်ပါဘူးအခုဆိုရင်တော့စိတ်ကူးပြေးလို့ဘေကွန်တန်းတာဖြစ်ပါတယ်ကိုပတန်ကတော့2016မှာပတန်အသိကြီးပေါ့နော်3982တဲ့ရှိနောက်ထပ်တန်တော့ဖောက်ရင်ဒိုင်မွန်1600လောက်ကောင်းမှဆိုတော့ဒီပေါင်လက်လွတ်လိုက်ပါပြီဒါပါပဲရှိ